ကဘာနှံပြားမှာတဘာဝဘေးရန်တွေများပုံစံမျိုးစုံနဲ့ဖြစ်ပွားနေတယ်လို့မြန်မာနိုင်ငံအတွင်းနေရအနှံပြားမှာလည်းတဘာဝဘေးရန်တွေမျိုးစုံဖြစ်ပွားလေရှိပါတယ်။ရေဘေးလေဘေးမီးဘေးစတဲ့ဘေးရန်တွေဟာအချိန်အခါမရွေးကြာရောက်ဖြစ်ပေါ်နိုင်ပါတယ်။ဒီလိုဘေးရန်တွေဖြစ်ပေါ်တိုင်းမှာအရေးပေါ်ကယ်ဆယ်ထောက်ပံ့မှုများကိုအလျင်အမြန်ဆောင်ရွက်နိုင်ဖို့အလွန်အရေးကြီးပါတယ်။မြစ်တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဟာပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာအရေးပေါ်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဘေးစွန့်တောင်သူများကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကူညီထောက်ပံ့လျက်ရှိတဲ့လူမှုရေးအသင်းအဖွဲ့ဖြစ်ပါတယ်။အရေးပေါ်ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်တဲ့နေရာမှာအပြည်ပြည်ဆိုင်ရာကြက်ချီနီလချမ်းနီနဲ့လူမှုရေးအသင်းအဖွဲ့များလိုက်နာရန်ချမှတ်ထားတဲ့အခြေခံကျင့်ဝတ်စည်းကမ်း10ချက်ကိုအလေးထားလိုက်နာဆောင်ရွက်လျက်ရှိကြောင်းအသိပေးတင်ပြအပ်ပါတယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးအကူအညီကိုလူကြီးလူငယ်ကြားမှဘယ်သူမဆိုရယူပိုင်ခွင့်တောင်းခံပိုင်ခွင့်ရှိပါတယ်။ဒါလူသားအားလုံးရဲ့အခွင့်အရေးဖြစ်ပါတယ်။ကယ်ဆယ်ရေးအထောက်ပံ့များပေးရမှာဘဲလိုက်တဲ့သဘောနဲ့နိုင်ငံရေးနဲ့သက်ဆိုင်တဲ့သဘောထားမျိုးမပေါ်လွင်စေသင့်ပါဘူးဘေးဒုက္ခကြုံတွေ့နေရသူတွေအတွက်ထောက်ပံ့ရမှာ၎င်းတို့ရဲ့လိုအပ်ချက်ကိုအသေးချာလေ့လာပြီးမှကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းတွေကိုလိုအပ်မှုအတိုင်းအတာအတိုင်းတွက်ချက်လှုပ်ဆောင်ရပါတယ်။ဘေးအန္တရာယ်ကြောင့်ရင်ဆိုင်နေရတဲ့ဆင်းရဲဒုက္ခကိုရောပါတတ်တတ်အောင်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ဘယ်နိုင်ငံဘယ်ဒေသမှာမဆိုလူအသက်သာတန်ဖိုးအရှိဆုံးဖြစ်ပါတယ်။အဲ့ငယ်ကုန်ပြိုးကုန်ဒီပါဆရာလည်းကြံတည်ရလို့တည်တာမထွက်ဆန်တဲ့ပါနဲ့တည်ရများတော့ကဲဆယ်ထောက်ပံ့ကူညီရေးနီလာများကိုအကောင့်ထဲပေါ်ဆောင်ရွက်ရမှာဘေးဒုက္ခကြောက်ရွံ့ရာဒေသမှာရှိတဲ့အမျိုးသမီးများရဲ့အခန်းကဏ္ဍအရေးပါပုံကိုလည်းအလေးထားအသိအမှတ်ပြုရမှာဖြစ်ပါတယ်။တူတယောက်ချင်းမိသားစုနဲ့ပြည်သူလူထုရဲ့လိုအပ်ချက်အရအရေးပေါ်ကယ်ဆယ်ရေးအကူအညီများပေးရမှာဖြစ်ပါတယ်။ဒီအကူအညီထောက်ပံ့တွေဟာလက်ခံရရှိသူရဲ့ဘာသာရေးအယူဝါဒများနဲ့မသက်ဆိုင်စေရပါဘူး။လူမှုရေးအဖွဲ့အစည်းတွေဟာလွတ်လွတ်လပ်လပ်ဆောင်ရွက်လုပ်ကိုင်တဲ့အဖွဲ့အစည်းများဖြစ်ပါတယ်။မိမိတို့ရဲ့ကိုယ်ပိုင်မူဝါဒကိုသာအကောင့်ထဲပေါ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။တခြားသောရွေချက်နဲ့အလုပ်လုပ်ကိုင်နေသူများအတွက်ဖြစ်စေအလူရှင်အစိုးရများရဲ့နိုင်ငံခြားရေးမူဝါဒအတွက်ဖြစ်စေကဲဆယ်ထောက်ပံ့ရေးဆိုင်ရာသတင်းအချက်လက်တွေကိုအသုံးမပြုသင့်ပါဘူး။
မိမိတို့ရဲ့လွတ်လပ်ခြင်းကိုကာကွယ်နိုင်မှုပင်မရံမုံငွေအရင်းမြစ်တစ်ခုတည်းပေါ်မှာမိခိုနေရခြင်းကိုလည်းရှောင်ရှားရမှာဖြစ်ပါတယ်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမိတင်းနေထိုင်ကြတဲ့တိုင်းရင်းသားလူမျိုးတွေရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းစင်လာများကိုလည်းလေးစားလိုက်နာဆောင်ရွက်ကြရပါမယ်ဒေသခံတွေဟာဘေးဒုက္ခကြောက်ရောက်နေစဉ်မှာလဲစွမ်းဆောင်နိုင်စွမ်းရှိကြပါတယ်။တစ်ချိန်တည်းမှာပဲပြင်ပအကူအညီကိုလိုအပ်အောင်မှာဖြစ်ပါတယ်။ဖြစ်နိုင်လို့ရှိရင်ဒေသခံတွေကိုအလုပ်ခံထားပေးခြင်းဒေသတွေပစ္စည်းများကိုဝယ်ယူအားပေးခြင်းဒေသခံကုမ္ပဏီများနဲ့ဆက်သွယ်အလုပ်အနှံခြင်းများလှုပ်ဆောင်ခြင်းဖြင့်ဒေသခံတွေရဲ့စွမ်းဆောင်ရည်များကိုမြင့်တင်ပေးနိုင်ပါမယ်။အခြေအနေပေးတိုင်းစီမံကိန်းရေးဆွဲခြင်းနဲ့လုပ်ငန်းအကောင့်ထဲပေါ်ဆောင်ရွက်တဲ့နေရာမှာဒေသခံလူမှုရေးအဖွဲ့အစည်းများနဲ့သာမကဒေသခံအစိုးရအဖွဲ့အစည်းများနဲ့လည်းတင့်တော်သလိုပူးပေါင်းဆောင်ရွက်ရပါမယ်။အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများမှာတင့်တော်တဲ့ပူးပေါင်းဆောင်ရွက်မှုကိုဦးစားပေးရပါမယ်။ဘေးဒုက္ခတုံ့ပြန်ရေးအကူအညီနဲ့ပတ်သက်ပြီးအကျိုးခံစား권ရှိသူတွေအပေါ်ကန့်သတ်သတ်မှတ်ခြင်းမျိုးလုံးဝမရှိသင့်ပါဘူးအကျိုးခံစား권ရှိစေခြင်းသူတွေကိုထောက်ပံ့ရေးအစီအစဉ်များရေးဆွဲခြင်းစီမံခန့်ခွဲခြင်းကိစ္စတွေမှာပါဝင်စေခြင်းနဲ့ထိရောက်အောင်မြင်တဲ့ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအစီအစဉ်များဖြစ်ပေါ်လာမှာဖြစ်ပြီးသက်ဆိုင်သူအားလုံးရဲ့ပူးပေါင်းပါဝင်မှုအပြည့်အဝရရှိစေနိုင်မှာဖြစ်ပါတယ်အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ချက်တိုင်းမှာရေရှည်ဖွံ့ဖြိုးရေးအတွက်ကောင်းကျိုးသာမကဆိုးကျိုးတချို့ကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်အနာဂတ်ဘေးဒုက္ခဖြစ်လွယ်မှုကိုလျှော့ချစေနိုင်တဲ့ကယ်ဆယ်ရေးအစီအစဉ်များအကောင့်ထဲဖော်နိုင်ရန်ဦးတည်ဆောင်ရွက်ရပါမယ်။ကယ်ဆယ်ရေးအစီအစဉ်များရေးဆွဲရမှာဝန်းကျင်အခြေအနေများကိုဂရုပြုထည့်သွင်းစဉ်းစားရပါမယ်။လူသားချင်းစာနာထောက်ထားကယ်ဆယ်ရေးအကူအညီများအပေါ်ရေရှည်မှီခိုနေမှုကိုလည်းရှောင်ရှားနိုင်ရန်ကြိုးစားရပါမယ်။ဘေးဒုက္ခကြောက်ရောက်နေစဉ်အတွင်းအကူအညီပေးလိုသူများနဲ့အကူအညီလိုအပ်သူများအကြားဆက်သွယ်ပေးတဲ့အဖွဲ့အစည်းအဖြစ်မိမိတို့ကဆောင်ရွက်ရမှာနှစ်ဖက်စလုံးအတွက်တာဝန်ခံနိုင်ရပါမယ်။အလူရှင်များနဲ့တကွအကျိုးခံစား권ရှိသူဒေသခံများအားဆက်ဆံမှုအားလုံးဟာပွင့်လင်းတဲ့ဆက်ဆံရေးမျိုးဖြစ်ရပါမယ်။လှုပ်ဆောင်မှုအကျိုးသက်ရောက်မှုနဲ့တကွအကျိုးသက်ရောက်မှုကိုအကန့်အသတ်ဖြစ်စေတဲ့အချက်များဒါမှမဟုတ်ရင်ပိုပြီးကောင်းစေမယ့်အချက်လက်များကိုပွင့်ပွင့်လင်းလင်းတင်ပြနိုင်ရပါမယ်။
ဘေးဒုက္ခကြောက်သူများကိုလှုပ်ဖို့ကိုင်းပဲများအနေနဲ့သဘောထားလေးစားရပါမယ်အလူရှင်အများရဲ့တုံ့ပြန်မှုပုံမရရှိစေနိုင်ရန်သတင်းစာနယ်ဇင်းများနဲ့ပူးပေါင်းလှုပ်ဆောင်သွားရမှာဖြစ်ပေမဲ့လို့ကဲဆယ်ရေးအကူအညီများနိုင်သမျှရရှိရေးအတွက်သာအသားပေးလှုပ်ဆောင်ခြင်းမျိုးအများပြည်သူများကြားကြော်ကြားနိုင်ရေးအတွက်ကဲဆယ်ရေးဆောင်ရွက်နေကြတဲ့တခြားအဖွဲ့အစည်းများနဲ့ရှင်းပြခြင်းမျိုးကိုလည်းမပြုမိအောင်ရှောင်ရှားရပါမယ်